ဝန်ထမ်းဘဝမှာကိုယ့်ဘဝကိုသေချာလေးတည်ဆောက်ထားဖို့လိုပါတယ်။တကယ်လို့မတည်ဆောက်ထားရင်လှိုင်းတို့ကဒီလုပ်ငန်းထဲမှာပဲကိုယ့်ကိုအခြေပြုပြီးကိုယ့်အခြေတည်ပြီးသွားတော့မှာကိုကအခြားသူတွေနဲ့ဒီလုပ်ငန်းကိုစောင့်နေရလိမ့်မယ်။အားကြောင့်လဲဆိုတော့လှိုင်းတို့ကပေါ့နော်ဝန်ထမ်းလုပ်နေရဆိုတာအခြားသူစီမှာလှိုင်းတို့သွားပြီးအတွေ့အကြုံယူနေတာပြီးတော့တို့စီကနေပြီးတော့မှကိုပေးထားတဲ့အချိန်ကိုရဲ့လုပ်အားကိုရဲ့ skill set တွေနဲ့မှလှိုင်းတို့ကဒီလားစာတစ်ခုကိုလှိုင်းတို့ပြန်ရတယ်။အဲ့ဒီအခါမှာဆိုရင်လှိုင်းတို့ရဲ့ဘဝကိုတေချာတိဆောက်ထားဖို့လိုတယ်။ကိုကလစာရနေတာပဲဒီအလုပ်လေးပုံမှန်လုပ်ရင်ပြီးသွားတာပဲဆိုတဲ့စိတ်ကကြတော့တစ်ချိန်ချိန်မှာလှိုင်းတို့ကဝန်ထမ်းလုပ်တယ်ဆိုတာကအချိန်မရွေးအလုပ်လက်မဲ့ဖြစ်နိုင်တယ်။ဒီခေတ်မှာဆိုပိုဆိုးတယ်ပေါ့နော် AI နေပေါ်လာပြီးနည်းပညာတွေပြီးတော့အစားထိုးလို့ရတဲ့အရာအများကြီးဖြစ်လာတဲ့အခါမှာကိုကဒီလုပ်ငန်းအတွက်မလိုအပ်တော့ဘူးဆိုရင်အချိန်မရွေးအလုပ်လက်မဲ့ဖြစ်နိုင်တယ်ဆိုတော့လှိုင်းတို့ကအမြဲတမ်း remind လုပ်ရတယ်ပေါ့နော်။အဲ့လိုမျိုးလုပ်တာနဲ့တပြိုင်နက်တည်းလှိုင်းတို့ရဲ့ဘဝကိုလည်းတိဆောက်ထားရတယ်။ငါဘဝကဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ်ကိုဘဝကိုတိဆောက်ထားပြီးသားဖြစ်တဲ့လူတစ်ယောက်အတွက်ကအဲ့လောက်ထိနေရာမရှာဘူးကိုယ့်ရဲ့အရေးချင်းရှိနေတဲ့၍ကိုယ့်ကိုလိုအပ်နေတဲ့သူတွေကဒီလုပ်ငန်းမှာမလိုအပ်ရင်တော့အခြားလုပ်ငန်းမှာလိုအပ်တာမျိုးရှိနိုင်တယ်။ဒါကြောင့်မလို့သူများလုပ်ငန်းမှာဝန်ထမ်းလုပ်နေတယ်ဆိုရင်ကိုဘဝကိုတေချာလေးတိဆောက်ထားဖို့လိုတယ်လို့တော့လှိုင်းနဲ့မြင်တယ်။ကိုကရောဘယ်လိုမြင်လဲကွန်မန့်လေးမှာလှည့်ပေးခဲ့ပါဦး